အာနာရှင်ဆွေမျိုးစုရဲ့ညီကုန်းနဲ့စေရခေနောက်ခံနီကာရာဂွာတော်လန်ရေး1930ဝန်းကျင်ကလေးကနီကာရာဂါနိုင်ငံကိုဆိုမိုသာမိသားစုကမျိုးရိုးလိုက်အာနာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့ကြပါတယ်။သူတို့ကတိုင်းပြည်ရဲ့လေယာဉ်နဲ့စီးပွားရေးလုပ်ငန်းအများစုကိုကိုယ်ပိုင်ပိုင်ဆိုင်မှုအဖြစ်သိမ်းပိုက်ထားပြီးတော့အမေရိကန်အစိုးရရဲ့ကြောထောက်နောက်ခံကိုအပြည့်အဝရရှိထားတဲ့မိသားစုဖြစ်ပါတယ်။1920ပြည်လွန်နှစ်တွေမှာနီကာရာဂွာကိုအမေရိကန်စစ်တပ်ဝင်ရောက်ကျူးကျော်တာကိုမန်ပါပါတော်လှန်ခဲ့တဲ့မျိုးချစ်ခေါင်းဆောင်ကတော့အော်ဂတ်စတိုဆန်တီနိုပါသူကနောက်ပိုင်းမှာဆိုမိုဇာရဲ့လောက်ကျန်တပ်ဖြတ်မှုကိုခံခဲ့ရပေမဲ့သူ့ရဲ့နယ်ကျက်စန့်ကျင်ရေးစိတ်ဓာတ်ကနောက်တစ်ချိန်မှာပေါ်လာမဲ့တော်လှန်ရေးသမားတွေအတွက်အဓိကမီးရှူးတစ်စောင်ဖြစ်လာခဲ့ပါတယ်1962ခုနှစ်မှာကာလော့ဖွန်စီဂါဦးဆောင်တဲ့လူငယ်ပညာတတ်တွေကဆန်တီနိုကိုဆွဲပြုတ်ပြီးတော့ဆန်နီနစ္စတာအမျိုးသားလူမျိုးရေးတပ်ဦးကိုလျှို့ဝှက်တီထောင်ခဲ့ပါတယ်သူတို့ကကျူးဘားတော်လှန်ရေးရဲ့လွှမ်းမိုးမှုနဲ့အတူဆိုမိုဇာအစိုးရကိုတော်တွင်ပြောက်ကြားစနစ်နဲ့စတင်တိုက်ခိုက်ပါတော့တယ်1982ခုနှစ်မှာနီကာရာဂွာမြို့တော်မာနာဂွာမှာပြင်းထန်တဲ့မြင်းကလေးတစ်ခုလောက်ခတ်ခဲ့လို့လူပေါင်းထောင်ချီသေဆုံးခဲ့ပါတယ်ဒီအချိန်မှာအာနာရှင်အာနာစတာစီယိုဆိုမိုဇာဒေပိုင်းကနိုင်ငံတကာကပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ရန်ပုံငွေတွေကိုသူ့ရဲ့ကိုကျိုးအတွက်ခိုးယူအလွဲသုံးစားလုပ်ခဲ့တာကြောင့်ပြည်သူတွေမကဘဲနဲ့စီးပွားရေးသမားတွေပါသူ့ကိုအကြီးကျယ်နာကျည်းသွားကြပါတယ်ဆိုမိုဇာအစိုးရရဲ့အဂရိလိုက်စားမှုတွေကိုရရဝန်းဝေဖန်ထောက်ပြခဲ့တဲ့လက်ပန်ဆာသတင်းစာအက်ဒီတာပရိုဂျိုအာကင်ချာမိုရိုက1988ခုနှစ်မှာလောက်ကျန်တပ်ဖြတ်ခြင်းခံခဲ့ရပါတယ်ဒီဖြစ်ရပ်ကတောထဲကပျောက်ကြားတွေမကဘဲနဲ့မြို့ပေါ်ကလော်ကီလူဒန်းသားအားလုံးကိုလမ်းပေါ်ထွက်တော်လှန်ဖို့တွန်းအားပေးလိုက်တဲ့ပောက်ကွဲချက်ဖြစ်လာပါတယ်1988ခုနှစ်ကစပြီးတော့တိုင်းပြည်အနှံ့မှာထွေထွေတပိတ်ကြီးတွေပေါ်ပေါက်လာပြီးတော့မြို့ပြသဘုံထားမှုတွေဖြစ်ပွားခဲ့ပါတယ်ဆန်နီနစ္စတာတပ်ဖွဲ့တွေကမြို့ပြလူငယ်တွေအလုပ်သမားတွေနဲ့ပူးပေါင်းပြီးတော့အစိုးရစစ်တပ်ခန်းစစ်စခန်းတွေကိုနေရာအနှံ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်1988ခုနှစ်ဩဂုတ်လမှာအီဒင်ပါစတိုယာဦးဆောင်တဲ့ဆန်နီနစ္စတာပျောက်ကြားအဖွဲ့ငယ်လေးဟာဆိုမိုဇာရဲ့စစ်တပ်ဝစ်စုံတွေကိုဝစ်စင်ကအယောင်ဆောင်ပြီးတော့မြို့တော်ကအမျိုးသားနန်းတော်ကြီးတဲ့ကိုဝင်ရောက်စီးနင်းခဲ့ပါတယ်သူတို့ကလွှတ်တော်အမတ်ရာပေါင်းများစွာကိုတစားကန်ဖမ်းဆီးပြီးတော့သူတို့ရဲ့ရဲဘော်တွေကိုလွှတ်ပေးဖို့နဲ့ငွေကြေးတောင်းဆိုမှုတွေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့လို့တော်လိုင်းသမားတွေရဲ့စိတ်ဓာတ်ကအထွတ်ထိပ်သို့ရောက်ရှိသွားခဲ့ပါတယ်။အာနာလုခံရမှကြောက်တဲ့ဆိုမိုဇာကသူ့ရဲ့ကိုရန်တော်စစ်တပ်ကိုတောင်းကျမ်းသူရှိတယ်လို့မတင်ကားတဲ့မြို့ပြရက်ကွက်တွေကိုလေရင်တွေနဲ့ပါဘုံကျဲခိုင်းခဲ့ပါတယ်။စစ်တပ်ကလမ်းပေါ်မှာတွေ့တဲ့လူငယ်မှန်သမျှကိုဆန်နီနစ္စတာသဘုံလို့ဆွဆွဲပြီးတော့အစုလိုက်ပြုံလိုက်ပြစ်တက်ခဲ့ကြပါတယ်။1989ခုနှစ်ဇွန်လမှာအမေရိကန် ABC သတင်းဌာနကသတင်းထောက်ဘီစတူဝက်ကိုဆိုမိုဇာရဲ့စစ်သားတွေကလမ်းမပေါ်မှာဒူးထောက်ခိုင်းပြီးတော့ခေါင်းကိုတနက်နဲ့ရဲဆက်ဆက်ပစ်တက်ခဲ့ကြပါတယ်။ဒီမြင်ကွင်းကိုနောက်ထပ်ကင်မရာတစ်ခုကလျှို့ဝှက်ရိုက်ကူးမိသွားပြီးတော့အမေရိကန်ရုပ်မြင်သံကြားတွေမှာပြသခဲ့သူအမေရိကန်သမ္မတဂျင်မီကာတာကဆိုမိုဇာအစိုးရကိုစေရေးအရာကူညီထောက်ပံ့မှုတွေကိုချက်ချင်းဖျက်တောက်လိုက်ပါတော့တယ်။အဖက်ဖက်ကအထီးကျန်သွားပြီးတော့စစ်ရှုံးတော့မဲ့ချင်းဒီမှာအာနာရှင်ဆိုမိုဇာကတိုင်းပြည်ရဲ့ဗန်နာငွေတွေကိုရင်းပေါ်တင်ပြီးတော့1989ခုနှစ်ဇူလိုင်လ18ရက်နေ့မှာအမေရိကန်နိုင်ငံမိုင်ယာမီမြို့စီကိုထွက်ပြေးသွားခဲ့ပါတယ်။9ရက်ကြာဇူလိုင်လ19ရက်နေ့မှာတော့ဆန်ဒီနစ္စတာဒေါ်လာရေးတပ်ဖွဲ့ကြီးကမြို့တော်မာနာဂွာတဲကိုအောင်ပွဲခံချီတက်ဝင်ရောက်ခဲ့နိုင်ပါတယ်။ဒေါ်လာရေးအောင်မြင်ပြီးတဲ့နောက်ဆန်ဒီနစ္စတာအဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တူဖြစ်တဲ့ဒန်နီယယ်အော်ဒီဂါဦးဆောင်တဲ့ဂျာပြတ်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။သူတို့ကဆိုမိုဇာပိုင်ဆိုင်တဲ့မြေယာတွေကိုနိုင်ငံပိုင်သိမ်းပြီးတော့စင်ရဲသားတွေကိုပြန်လည်ခွဲဝေပေးခဲ့ပါတယ်။ဆန်ဒီနစ္စတာအစိုးရရဲ့အကြီးမားဆုံးသောအောင်မြင်မှုတစ်ခုကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ဆောင်ခဲ့တဲ့စာတပ်မြောက်ရေးလှုပ်ရှားမှုကြီးပါလူငယ်ကျောင်းသားထောင်ပေါင်းများစွာကကျေးလက်ဒေသတွေအထိဆင်းပြီးတော့စာပေသင်ကြားပေးခဲ့ကြလို့နီကာရာဂွာရဲ့စာမရက်သူနှုန်းဟာ50%ကျော်ကနေ12%ကျော်ထိရုတ်တရက်ကျဆင်းသွားခဲ့ပါတယ်ဆန်နီနစ္စတာတွေကဆိုဗီယက်ယူနီယံကျူးဘားတို့နဲ့ယင်းနှီးတာကြောင့်အမေရိကန်သမ္မတသစ်ရော်နယ်ရေဂင်ကနီကာရာဂွာမှာကွန်မြူနစ်ဝါဒပြန်ပွားလာမှာကိုစိုးရိမ်လာပါတယ်အမေရိကန် CIA ဟာဆိုမိုဇာရဲ့စစ်သားဟောင်းတွေနဲ့စုဖွဲ့ထားတဲ့ကွန်ထရာလို့ခေါ်တဲ့လက်ရရင်တံပြန်တော်လိုင်းရေးအဖွဲ့ကိုလျှို့ဝှက်ငွေကြေးနဲ့လက်နက်တွေထောက်ပံ့ပြီးတော့နီကာရာဂါကိုပြန်လည်တိုက်ခိုက်စေခဲ့လို့တိုင်းပြည်မှာပြည်တွင်းစစ်ထပ်မံဖြစ်ပွားခဲ့ရပါတယ်။ပါရာဂွေးနိုင်ငံမှာတွားရောက်ပေါ်အောင်နေတဲ့အာနာရှင်ဟောင်းဆိုမိုဇာဟာ1980ပြည့်နှစ်စက်တင်ဘာလမှာအာဂျင်တီးနားလက်ဝဲရင်းပျောက်ကြားအဖွဲ့တစ်ခုရဲ့လျှို့ဝှက်ခြုံကိုတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။သူစီးလာတဲ့မာစီဒီကားကြီးက RPG အမြောက်တံကြောင့်အစိမ့်စိမ့်အမော်မှာပောက်ကွဲသွားခဲ့ပြီးတော့အာနာရှင်ကြီးဘွားဇက်သိမ်းသွားခဲ့ရပါတယ်။ဆန်နီနစ္စတာတော်လိုင်းကဖိနှိပ်သူအာနာရှင်ကိုပြည်သူကဖြုတ်ချနိုင်ခဲ့တဲ့ပြရုပ်တစ်ခုဖြစ်ခဲ့ပေမဲ့စေရခေ
နိုင်ငံရေးကစားကွက်တွေကြောင့်တိုင်းပြည်စီးပွားရေးကအကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော်လိုင်းရေးကောင်းဆောင်ဒန်နီယယ်အော်တီဂါဟာနောက်ပိုင်းနှစ်တွေမှာအာဏာပြန်ရလာတဲ့အခါသူကိုယ်တိုင်ပဲအာဏာရှင်တဦးလိုပြန်လည်ပြုမှုလာတာကြောင့်သမိုင်းရဲ့တန်တရားကလဲပတ်နေသေးပဲလို့ဆိုရမှာပါ။လူချင်းမင်းတို့ကရောဒီအလဲပိုင်းအမေရိကတိုက်ကကဘာကျော်တော်လိုင်းရေးကြီးအပေါ်ဘယ်လိုမြင်ကြပါသလဲ။ကိုယ့်ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။ယခုလိုသမိုင်းဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment YouTube Channel လေးကိုဆက်ဆက်ခွဲခွဲလုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့